မိသားစုဘဝဆို၄မျိုးရှိတယ်တဲ့လူလောကမှာလူတွေဟာပေါင်းသင်းနေထိုင်ကြတယ်မျိုးသားနဲ့မျိုးသမီးအိမ်နောက်ဘက်ဖြစ်ရွေးချယ်ပြီးတော့အတူတကွနေကြတဲ့အခါမှာအတွဲ၄မျိုးရှိတယ်လို့ဆိုလို့လည်းပေါ့နော်အဲ့ဒီ၄မျိုးမှာပထမအတွဲကမြတ်စွာဘုရားသုံးတဲ့စကားလုံးလေးနဲ့တွေ့မယ်သဝနဲ့ဒီဝဆိုတဲ့အတွဲကိုတွဲထားတယ်သဝဆိုတာဒီဂုဏ်သိက္ခာလုံးဝမရှိတဲ့အောက်တန်းချတဲ့ဆိုပါစို့ ethics ဆိုတာလုံးဝမရှိဘူးကိုချင်းတရားပြည့်ရွဲနေတဲ့ပုဂ္ဂိုလ်ဆိုရလို့ခေါ်တယ်ဒီဝဆိုတာကိုချင်းတရားနဲ့တောက်ပြောင်နေတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားပြောချင်တာကတော့ကိုချင်းတရားအမျိုးသားနဲ့အမျိုးသမီးအိမ်အောင်ဖက်ကြတဲ့အခါမှာတဲ့အမျိုးသားကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသမီးကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့ဒါတစ်ခုအမျိုးသမီးကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသားကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးစလုံးကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးလုံးကိုချင်းတရားနဲ့ပြည့်စုံတယ်လို့မိသားစုဘဝတွဲဖက်ခြင်းဟာခုလို၄မျိုးရှိတယ်လို့သူဟောတာနော်၄မျိုးရှိတယ်ဒါလောကကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်လည်းဒီအနေထားတွေးမှာပဲတုံးတဲ့တူကမတူညီတဲ့ပေါင်းဖက်မှုတွေတူညီတဲ့ပေါင်းဖက်မှုတွေဒီလိုရှိတာအဲ့တော့မတူညီတဲ့ပေါင်းဖက်မှုတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာအဲ့ဒါလိုဟောတဲ့အခါမှာအချင်းချုပ်မြတ်စွာဘုရားဟောပုံလေးကိုကြည့်မယ်ဆိုဥဘောတတ္တဝဋ္ဌိညုစကတရိယပရိပါဒကာတေဟွန်တိဇာနိပတယောသဝတံဝတမာဂတာနှစ်ဦးစလုံးဟာရှုံချချက်ကဲမဲ့ပြီးသူများကိုပေးဖို့ကံမို့ဆိုလုံးဝလည်းမစင်စားဘူးကိုသုံးဖို့ပဲကြည့်တယ်ကိုပစ္စည်းတရွေးသားမှသူများမပေးဘူးနော်ဘယ်သူ့ကိုမှလည်းဖြန့်ဝေတာမရှိဘူးကတရိယနှမျောတယ်တွန့်တိုးတယ်ကိုယ်သာသုံးမယ်ဆိုတဲ့စိတ်ဓာတ်ကပြင်းပြတယ်သူများကိုဘာလို့ပေးရမှာလဲကိုရှာထားတဲ့ပစ္စည်းကလွယ်တာမဟုတ်ဘူးသူများပေးเสียလားဆိုတဲ့အတွေးကြီးခေါင်းထဲမှာရှိတယ်အဲ့လိုတွေမကဘူးလာရောက်တောင်းခံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဆက်လွတ်တယ်နောက်မလာနဲ့နောက်တစ်ခါလာရင်ခွေးတဲ့တိုင်ပဲ beware of dog ရှင်းထားတဲ့အိမ်ချမ်းမှာလည်းခွေးရှိတယ်ရှိမရှိအလူကမဝင်ရဆိုတဲ့ပုဂ္ဂိုလ်လည်းချိတ်တယ်အဲ့လိုဟာမျိုးတွေလုပ်ပြီးတော့တေဟွန်တိဇာနိပတယောသဝတံဝတမာဂတာလူလောကကြီးမှာဖြစ်ပျက်နေတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့ဒီလိုပြောတာနော်တာမိကောဟောတိဒုတ်တိလောခတရိယောပရိပါဒကောအမျိုးသားကကိုချင်းသီလလုံးဝမရှိဘူးအတိတ်ကိုချင်းတရားပြက်ပြားတယ်အယသေးစားတောက်စားတယ်အကစားဖက်တယ်ကိုချင်းတရားတွေပြက်ပြားတယ်အမျိုးသားခတရိယောပရိပါဒကောအလှခံနဲ့တောင်းခံတဲ့လူတွေဆက်လွတ်တယ်ပရိယာသီလဝတိဟောတိအမျိုးသမီးကကိုချင်းသီလနဲ့ပြည့်စုံတယ်ကိုချင်းတရားကောင်းတယ်နော်ဝဋ္ဌိညုဝိတမစ္ဆရာမျိုးသမီးကရေရောတယ်ဒီစိတ်နှလုံးဖြူစင်တဲ့ရေရောတယ်သူတော်ရဲ့လိုအပ်ချက်ကိုနားလဲတယ်အဲ့ဒါလို့အိမ်တော်ဘက်ဆိုလို့ရှိရင်တဲ့အမျိုးသားကသီလမရှိဘူးအမျိုးသမီးကသီလရှိတယ်အဲ့ဒီအိမ်တော်ဘက်မျိုးဟာအမျိုးသမီးကထေဝီခုံကြီးနဲ့တောက်ပပြီးတော့အမျိုးသားကဆဝခုံသေးနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ခုံသိက္ခာညှိုးနှွမ်းပြီးတော့လုံးဝလူဘဝမှာကိုယ်ကျင်တရားမရှိသည့်အတွက်ကြောင့်ခုံသိက္ခာအပြင်တောက်ပြောင်မှုမရှိတဲ့အိမ်တော်ပဲလို့မြတ်စွာဘုရားသတ်မှတ်တယ်နော်အိမ်တော်ပဲဖြစ်သွားတယ်နောက်တစ်ပါးအဲ့တိုင်းပဲနောက်တစ်ခုကတာမိကောသီလဝဟောတိဝဋ္ဌိညုဝိဒမစ္ဆရောအမျိုးသားကကိုချင်းတရားကောင်းတယ်အမှန်တမ်းအနေထိုင်ကိုချင်းတရားလေးစားလိုက်တာတယ်ဝဋ္ဌိညုဝိဒမစ္ဆရာဝိဒမစ္ဆရောတပည့်သားရဲ့ခံစားချက်လိုလားချက်တွေကိုနားလေသဘောပေါက်ရမြတ်မကသူဟာဒီ
ကိုယ်သာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးရဲရောတယ်နော်ဖော်ရွေတဲ့ရဲရောတယ် generosity ပေါ့ရဲရောတယ်ပရိယာဟောတိဒုတိလာအမျိုးသမီးကကိုကျင်တရားမရှိဘူးကတရိယာပြိပါဒကနှမျိုးစေးနေပြီးတော့ဆက်ဆူချိန်မောင်းတတ်တယ်အဲ့ဒီလိုဆိုလို့ရှိရင်ပါပိသဝသံဝတ္တိသဝေနပတိတာဟောအမျိုးသမီးကသီလမရှိသည့်ဖြစ်ကြောင်းသဝဂုဏ်သိက္ခာအဖြစ်ညှိုးနွမ်းနေတယ်အမျိုးသားကသီလရှိသည့်အတွက်ကြောင့်ဒေဝဂုဏ်သိက္ခာအဖြစ်တောက်ပြောင်နေတယ်ဒီမိသားစုဘဝဟာတူကသီလရှိတူကသီလမရှိဂုဏ်ကြီးရှိမရှိနှစ်ခုပေါင်းဖက်ထားတာဖြစ်လို့ဒီအိမ်တော်ဘက်ဟာတစ်ဖက်နဲ့တစ်ဖက်မလိုက်ဖက်တဲ့အိမ်တော်ဘက်လို့သူတို့ပြောရမှာဖြစ်တယ်ပေါ့အဲဒီလိုရှိဒုတိယအိမ်တော်ဘက်အနေနဲ့မျိုးသမီးကလည်းကိုချင်းသီလမရှိဘူးအမျိုးသားကလည်းကိုချင်းသီလမရှိဘူးနှစ်ဦးလုံးဟာ generosity ဆိုတာလည်းမရှိဘူးသူတို့ဟာကိုချင်းတရားလည်းပြပြတယ်အလုံးဟာလူမှုတမ်းမှုဆိုတာလည်းဝေလာဝေးအဲ့ဒီလိုနေတဲ့မိသားစုကြတော့နှစ်ဦးစလုံးဟာဒီကိုယ်ရည်အဖြစ်တောက်ပြောင်မှုမရှိလို့ဒီအိမ်တော်ဘက်ကတော့အဆိုးအိမ်တော်ဘက်လို့ဒီလိုပြောမှာဖြစ်တယ်နှစ်ယောက်စလုံးအဆိုးကြီးပဲအဲ့ဒီလိုမဟုတ်ပဲနဲ့အမျိုးသားကလည်းကိုချင်းသီလနဲ့ပြည့်စုံတယ်ရရောတယ်အမျိုးသမီးကလည်းကိုချင်းသီလနဲ့ပြည့်စုံတယ်ရရောတယ်ဆိုတဲ့အိမ်တော်ဘက်ကြတော့နှစ်ဦးစလုံးအကောင်းနေကြည့်လိုက်ဖက်တဲ့အိမ်တော်တဲ့ချီးမွမ်းမွယ်ကောင်းတဲ့အိမ်တော်ဘက်လို့ပြောရမှာဖြစ်တယ်